မင်္ဂလာပါ PN Case မြန်မာ Facebook page ကတင်ထားတဲ့သိလို့ရမယ့်ကလေးများကျန်းမာရေးစီစဉ်ရနေပြီးတော့ကလေးမိဘတွေမိထားတဲ့မိကုံးလေးတွေကိုဖြည့်ချပေးဖို့အတွက်အာဟာရထုခုဆရာဝန်ဒေါက်တာရဲရင်ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါ PN Case မြန်မာ Facebook page ကတင်ထားတဲ့ဒီသိလို့ရမယ့်ကလေးများကျန်းမာရေးစီစဉ်ရနေပြီးတော့ကလေးမိဘတွေမိထားတဲ့မိကုံးလေးတွေကိုဖြည့်ချပေးစီချင်ပါတယ်ဆရာဟုတ်ကဲ့ပထမမိကုံးအနေနဲ့8လအရွယ်ကလေးကိုနှုတ်မှုတိုက်လို့ရလားဆိုပြီးတော့မိထားပါတယ်ဆရာဒီမိကုံးပြည့်စုံကိုကျွန်တော်ဖတ်ပြပါမယ်ဆရာသမီးလေးကအခုဆိုရင်8လရှိပါပြီအစားကောင်းကောင်းမစားလို့ကလေးမိခင်ကလည်းနှုတ်ထွက်နေတဲ့အတွက်နှုတ်ဘူးတိုက်ရပါတယ်ဆရာပုံမှန်တိုက်နေကြနှုတ်မှုပစ္စည်းတွေပြတ်သွားလို့8လအရွယ်ကလေးကိုပရီမီယာနှုတ်မှုတိုက်မယ်ဆိုရင်ကလေးအတွက်တိုက်တင်မတိုက်တင်သိချင်ပါတယ်ဆိုပြီးမိထားပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်တို့8လအရွယ်ကလေးဆိုလို့ရှိရင်တော့ဗောနော်ဒီမိခင်တို့လည်းတိုက်ရမယ်ဒါပေမဲ့မိခင်တို့ထွက်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ formula နှုတ်မှုလည်းတိုက်ရမယ်ဗောနော်အဲ့တော့ formula နှုတ်မှုဆိုတဲ့သဘောကကြတော့ဒီကလေးရဲ့ဟာလိုအပ်ချက်နဲ့အညီဗောနော်ဒီမိခင်နှုတ်နဲ့အနီးဆက်ဆုံးတူအောင်ကျွန်တော်တို့ဒီလောက်ထားတဲ့နှုတ်မှုဖြစ်တယ်ဗောနော်အဲ့တော့အဲ့မှာဒီကလေးရဲ့အသက်အရွယ်လိုက်ဒီထုတ်ထားတဲ့ formula နှုတ်မှုဘယ်အမျိုးအစားမဆိုကျွန်တော်တို့တိုက်လို့ရတယ်ဒါပေမဲ့သတိထားမှာကလေးအသက်တစ်နှစ်အောက်ရောက်သွားပြီဆိုရင်တော့တစ်နှစ်အောက်ဒီပေါ့နော်တစ်နှစ်အောက်ဒီမှာဆိုကျွန်တော်တို့ဒီနွားနိုးတို့စိတ်နိုးတို့ဒါမျိုးတွေကျွန်တော်တို့တိုက်လို့မရသေးဘူးခုနကပြောတဲ့ Premier No Mode ဆိုတာလေဒီ Formula No Mode တော့မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ Formula No Mode တွေကိုပဲကျွန်တော်တို့တစ်နှစ်အောက်မှာတိုက်ဖို့တော့ဖြစ်တယ်တကယ်တစ်နှစ်ကျော်မှပဲဒီ No Mode တို့ဒီနွားနိုးတို့စိတ်နိုးတို့တခြားသောနိုးတွေကျွန်တော်တို့တိုက်ကျွေးဖို့ဖြစ်တယ်ကျေးဇူးတင်ပါတယ်ဆရာအဲ့ဆိုတော့မေးခွန်းလေးစမေးခွင့်ပြုပါအောင်ဆရာဒုတိယမေးခွန်းလေးကကလေးကအစားမစားလို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အဓိကသိချင်ပါတယ်ဆရာမေးခွန်းပြည့်စုံကျွန်တော်ဖတ်ပြပါမယ်ပထမကလေးမိဘသမီးလေးကအခုဆိုရင်တစ်နှစ်နဲ့3လပါကလေးကအရင်ဆိုအစားတော်တော်စားပါတယ်ဘာကျွေးအကုန်စားပါတယ်ဆရာအခု lunch start shop တဲ့တစ်လအတွင်းဘာမှကျွေးလို့မရတော့ပါဘူးဘာကျွေးထွေးထုတ်ပါတယ်ဆရာဘယ်လိုလုပ်အောင်လဲပြောပြပေးပါအောင်ဆိုပြီးတော့ကလေးမိဘတယောက်ကမေးရပါတယ်နောက်ထပ်ကလေးမိဘတယောက်ကကလေးကတော့တစ်နှစ်ခွဲပါသူသားလေးကဘာမှမစားလို့ပေါ့ထမင်းတွေလည်းမစားဘူးအားစေးတွေလည်းစုံနေပါပြီဘာကျွေးမစားဘူးကြာလီပိန်သေးလေးဖြစ်နေပါတယ်နှုတ်ကလွှဲရင်ဘာမှမစားဘူးနှုတ်ဖြတ်တော့မှမဟုတ်လို့ဘယ်လိုလုပ်တင်လဲဆိုပြီးတော့ကလေးမိဘတယောက်ကမေးရပါတယ်ဆရာနောက်တတိယမိကုန်းအနေနဲ့ကကျမသားလေးကအခုဆိုရင်တစ်နှစ်ပြည့်ပါပြီထမင်းကလည်းမစားဘူးချက်အာဟာရကြီးကျွေးရလည်းမစားဘူးကလေးတဘာဝစော့ကစားပြင်မဲ့အစားမစားလို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးထားပါတယ်ဆရာမိကုန်းလေးဖြေချပေးပါဦးဟုတ်ကဲ့အဲ့တော့ဒီဟာကကျွန်တော်ကလေးမိဘတွေတော်တော်များများသိချင်တဲ့မိကုန်းပေါ့နော်ကလေးကအစားမစားဘူးအစာကျွေးလို့ရှိရင်အရင်ညှင်းဆန်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားရမှာကဟုတ်ပြီဒီကလေးတယောက်ကအစားစားဖို့အရန်ဟိုဒီညှင်းဆန်နေတယ်တွန်းကန်နေရဆိုရင်ကျွန်တော်တို့ကဒီကလေးမှာတခြားဘာတွေဖြစ်နေလဲပေါ့နော်အဲ့ပထမဆုံးတစ်ချက်ကအရန်ညှင်းဆန်နေဆိုရင်သူကမိမိအနေနဲ့အရန်ဒီအချိုတွေတခြားလုံးတွေတခြားတရေစာတွေကျွေးနေရမျိုးရှိလားနောက်တစ်ခုကကြတော့ကလေးဖျားနေလားပေါ့နော်ကလေးတွေကဖျားနေဆိုလို့ရှင်လေအစာစားဖို့တညှင်းဆန်တတ်တယ်နောက်တစ်ခုကကြတော့ကလေးမှာသွေးအားနည်းနေလားပေါ့နော်အဲ့တော့သွေးအားနည်းတဲ့ကလေးမှာဆိုလို့ရှင်လေအစာစားဖို့ညှင်းဆန်တတ်တယ်နောက်တစ်ခုကကြတော့အလှုပ်ရှားနေတဲ့ကလေးတွေပေါ့နော်ဒီခေတ်နောက်ပိုင်းမှာဆိုတော့ကျွန်တော်တို့ဒီဖုန်းတို့ကွန်ပျူတာတွေ tablet တွေကိုပေးထားတဲ့အခါမှာအလှုပ်ရှားနေပြီးတော့ကလေးကလည်းအစာစားခြင်းနဲ့ဒီညှင်းဆန်တဲ့ဟာမျိုးဖြစ်တတ်တယ်အဲ့တော့ခုနအချက်ပေါ့နော်ခုနအချက်၅ချက်ကိုပြန်ပြီးတော့ကျွန်တော်တို့ဆက်စစ်ဖို့ဖြစ်တယ်အဲ့မှာပို့ပြီးတော့ဘလို့နီးလန်းလေးတွေနဲ့ကျွန်တော်တို့ကြွေးကြမလဲပေါ့ကလေးကိုကျွေးမယ်ဆိုတော့ကျွေးတဲ့အခါမှာလည်းပဲဟလာမေမေတွေကအစားအသောက်ကိုတခါတည်းပြင်ဆင်ပြီးတော့မှကလေးကိုခွန့်ကြည့်တာမျိုးဒါမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီတမိမိတွေနဲ့ပေါ့နော်ဥမာတစ်နှစ်ဆိုရင်တစ်နှစ်လောက်သူကတော့တေချာဘာမှသိမသိသေးဘူးဒါပေမဲ့သူ့ရဲ့ဘေးနားမှာတူတူလိုက်လောက်တာပေါ့ဥမာသူ့အတွက်ချက်ပေးတဲ့ဟလာအသီးနှံလေးတွေအသားငါးလေးတွေဆိုလို့ရှင်လေသူနဲ့တူတူလိုက်ပြီးတော့လှုပ်ပေးတာဥမာကိုကဥနီကိုလှီးတယ်ဆိုလို့ရှင်လေဒီကလေးလေးကိုလည်းပေါ့နော်ကိုယ့်ရဲ့သားမိမိတွေကိုလည်းဒီဥနီလေးပေးထားမျိုးပြီးလို့ရှင်သူနဲ့တူတူလိုက်တင်ပေးတာပေါ့အသားငါးတွေအသီးရွက်တွေဒါတွေကိုလည်းကျွန်တော်တို့ဒီရောင်စုံပေါ့နော်ရောင်စုံလေးတွေကလေးကိုလည်းတင်ပေးမယ်ပြီးသွားလို့ရှိရင်တယောက်တည်းကျွေးတာမဟုတ်ပဲနဲ့သူ့ကိုလည်းကျွေးမယ်ကိုကလည်းလိုက်စားမယ်ဘာလို့လဲဆိုတော့တူတူစားပြီးရဆိုလို့ရှိရင်ကလေးကလည်းပိုပြီးစိတ်ပျော်တယ်အဲ့တော့ဒါမှမကသေးပဲနဲ့နောက်တစ်ခုကဒီအပြင်စင်ပေါ့ဒီပကံထည့်ပြီးတဲ့အခါမှာတယောင်တည်းကလေးတွေကဟိုအများသောအားဖြင့်တယောင်တည်းဆိုရင်တိတ်စိတ်ဝင်စားကြပေါ့နော်အဲ့ဒီခါမျိုးမှာကျွန်တော်ကရောင်စုံလေးပေါ့ကာလာဖိုဖြစ်အောင်ကျွန်တော်တို့ဥနီလေးပါမယ်အစိမ်းလေးပါမယ်အဝါလေးပါမယ်ဒါမျိုးလေးတွေဒီရောင်စုံလေးပုံစံမျိုးလေးနဲ့ဆိုလို့ရှိရင်လည်းပို့ပြီးတော့မှကလေးတွေကစိတ်ဝင်စားကြတယ်အဲ့တော့နောက်တစ်ခုကထမင်းမစားဘူးပေါ့နော်ထမင်းအရန်ညင်းဆန်တယ်အဲ့တော့အဲ့အခါမျိုးမှာကျွန်တော်တို့အများဆုံးဆေးကလာပြလားထမင်းမစားဘူးဆရာကြီးထမင်းမစားဘူးဒါပေမဲ့သူကပေါမုတ်တော်စားတယ်ခောက်ဆွဲတော်စားတယ်အဲ့ဒါဆိုရင်ပြဿနာမရှိဘူးကျွန်တော်တို့ကထမင်းစားမှရတာမဟုတ်ဘူးပေါ့နော်အဲ့တော့တစ်နေ့အထက်ဖြစ်သွားပြီဆိုကျွန်တော်ခောက်ဆွဲလေးတွေကျွေးလို့ရတယ်ဒါထမင်းအစားပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အာလူးလေးကိုလည်းထောင်းပြီးတော့မှကျွန်တော်တို့အလုံးပေးတာမျိုးပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းဒီ mashed potato ပေါ့နော်အဲ့တော့ထမင်းနေရာမှာကျွန်တော်ဒါမျိုးလေးတွေလှည့်ပြီးတော့ကျွေးလို့ရတယ်အဲ့တော့ဒီလိုမျိုးပုံစံမျိုးလေးတွေနဲ့ကျွန်တော်တို့ဒီပြောင်းလဲပြီးတော့ကျွေးကြည့်ပေါ့
နောက်တစ်ခုတတိထားမှာကြတော့အဲ့လိုမျိုးဒီကလေးကအရန်ညင်းဆန်နေရဆိုရင်ဒီမိနစ်30ထက်ကျော်အောင်တော့မကြွေးသေးဘူးပေါ့နော်အဲ့တော့ဟာလာမကုံလို့ဆိုပြီးမိနစ်30ထက်ကိုကျော်ပြီးတော့အတင်းရိုက်ကြွေးတာမျိုးတွေ6လှန်ကြွေးတာမျိုးတွေဒီကလေးရဲ့စိတ်ထဲမှာဒီကိုကထမင်းမစားလို့အပြစ်ဖြစ်သွားတယ်ဆိုတော့ခံစားမှုမျိုးရအောင်မလုပ်နဲ့ပေါ့နော်အဲ့လိုသွားပြီးလှုပ်လိုက်တယ်ဆိုရင်ကလေးကငငယ်တဲ့ကဒီကြောက်လန့်ပြီးတော့ပို့ပြီးကြွေးရတာပို့ညှင်းဆန်သွားလိမ့်မယ်အဲ့တော့30မိနစ်လောက်ကိုပဲကြွေးတဲ့ခါမှာလဲသူ့ကိုကြွေးလိုက်ကိုကစားလိုက်ဒါမျိုးလေးတွေကျွန်တော်တို့လုပ်ပေးဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့အိမ်မှာမလာလုံးဝကြွေးလို့မရဘူးကလေးပေါင်ချင်းကလည်းပို့ပြီးတော့မှဟလာကြလာတယ်ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးရုံသွားပြီးတော့မှဆရာဝန်ကလေးဆရာဝန်နောက်မှအဟားဆရာဝန်တယောက်နဲ့တေချာဆွေးနွေးကုသတိုင်ပင်မှုဖြစ်တယ် ကျေးဇူးတင်ပါတယ်ဆရာနောက်မိကုန်းကကလေးစကားတစ်စကားမပြောတဲ့အခက်ခဲနဲ့ပတ်သက်ပြီးတော့ကလေးမိဘတွေကမေးရတဲ့မိကုန်းလေးဖြစ်ပါတယ်ဆရာပထမကလေးမိဘကကလေးကအခုဆိုရင်3နှစ်ပါအခုဒီစကားမပြောသေးလို့အကြံဉာဏ်လေးပေးပါအောင်ဆရာဆိုပြီးတော့မေးရပါတယ်ဆရာနောက်ထပ်ကလေးမိဘတစ်ယောက်ကသားလေးကအခုဆိုရင်6နှစ်ပြည့်ပါပြီစကားပြောလို့ရှိရင်အာယူနေရတယ်လို့ထစ်နေလို့ပါအစစကလုံးတွေစဉ်းစားပြီးပြောရတဲ့စကားလုံးတွေဆိုရင်ထစ်ပါတယ်ကြပြရီစာရီဆိုရင်တော့မထစ်ပါဘူးသူ့ဟာနဲ့သူပြောတဲ့စကားလုံးတွေဆိုရင်လည်းမထစ်ပါဘူးဆရာတဲ့ကျမအထင်မိဘကိုသူဖြစ်ချင်တာဘယ်လိုပြောရမလဲစဉ်းစားရင်ထစ်တယ်လို့ထင်ပါတယ်ရှင်အဲ့ဒါဘာမှဖြစ်လို့ပါလဲအာယုံကြောအားနေတာများလားဘာစီးများတောက်ရမလဲဘယ်လိုပြုပြင်ရမလဲဆိုပြီးကလေးအမိတယောက်ကမေးရပါတယ်ဆရာဖြေချပြပါအောင်โอเคအဲ့တော့ကျွန်တော်တို့ပထမမေးခွန်းပေါ့နော်ဒီ3နှစ်ရှိပြီစကားမပြောသေးဘူးအဲ့တော့ဒါကကြောင့်ကျွန်တော်တို့တချို့သောကလေးတွေကတော့ဒီစကားပြောတာနောက်ကျတတ်တယ်ဒါပေမဲ့3နှစ်လောက်ရောက်လာပြီစကားမပြောသေးဘူးဆိုလို့ရှိရင်တော့ကလေးဆောင်နဲ့ပြောက်ပြတဲ့အခြေအနေပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကဒီစကားပြောတာတစ်ခုပဲနောက်ကျတာလားဒါမှမဟုတ်ဆိုလို့ရှိရင်ကလေးမှာတခြားသောဖွံ့ဖြိုးမှုတွေပေါ့နော်တခြားသောဒီအုံနောက်နဲ့ပတ်သက်တဲ့ဖွံ့ဖြိုးမှုတွေကိုနောက်ကျနေလားဆိုတော့ကကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ဒီစကားမပြောတာအပြင်တခြားသောအရာတွေပါကျွန်တော်တို့ဒီနောက်ကျနေဆိုလို့ရှိရင်တော့ဒီအဖြေကိုရှာပြီးတော့မှသူနဲ့ဒီလိုအပ်တဲ့ကိုက်ညီတဲ့ကုသမှုမျိုးကျွန်တော်တို့တွားရမှာပေါ့နော်အဲ့တော့3နှစ်ပထမမေကောအနေနဲ့ကတော့3နှစ်ပြည့်စကားလုံးမပြောသေးဘူးဆိုလို့ရှိရင်တော့ဒီကလေးဆရာဝန်နဲ့တေချာပြဖို့တော့အကြံပေးခြင်းတယ်ပေါ့နော်နောက်ဒုတိယတစ်ခုကကြတော့ဒီစကားထစ်တာပေါ့နော်အဲ့တော့စကားထစ်တာကြတော့အခြေအနေအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်ကတော့ဒီသူ့အနေနဲ့ဒီငငယ်တုန်းကဒီထိတ်လန့်စရာဒီခြောက်ခြားစရာကိစ္စတစ်ခုကိုကြုံတွေ့လိုက်ရတဲ့ခါမှာဒီအဲ့ဒီကနေပြီးတော့မှဒီရသွားတဲ့ trauma ပေါ့နော် trauma ကြောင့်မလို့ကျွန်တော်လန့်ပြီးတော့စကားပြောနိုင်တဲ့ဟာမျိုးတွေနောက်တစ်ခုကကြတော့ဒီအောက်နောက်ပိုင်းဆိုင်ရာမှာဒီဘာသာစကားသင်ယူဖို့အတွက်နည်းနည်းလေးအဟန့်တာဖြစ်တဲ့ဟာပေါ့အဲ့တော့ဒါမျိုးကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ဒီမိဘတွေအနေနဲ့အရန်ဟိုပါပေါ့တွန်းအားပေးတဲ့အရာမျိုးပေါ့အဲ့တော့ဒီလိုမျိုးအရာမျိုးတွေမှာဆိုလို့ရှိရင်ကလေးကစကားသွားပြီးတော့ထစ်နိုင်တယ်အဲ့တော့စကားထစ်တာကြတော့ဒီအထူးတလဲကြီးကုသစရာတော့မလိုဘူးပေါ့ဒါပေမဲ့ကုသစရာမလိုဆိုပေမဲ့ကိုကနေတူကကိစ္စတွေမှာဟိုကအရန်ကိုခက်ခဲလာပြီပေါ့နော်စကားပြောရခက်ခဲလာပြီပို့ပြီးတော့လဲဆိုးလာတယ်ဒါမျိုးဆိုလို့ရှိရင်တော့ဒီဆရာအောင်တယောက်နဲ့ပြရင်ပြမဟုတ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘာသာစကားသင်ပေးတဲ့ဒီပညာရှင်တွေပေါ့နော်ပညာရှင်တွေတခြားလေးတွေ့ပြီးတော့အကြံပေးခြင်းတယ်အဲ့တော့ဒီခဏလေးနဲ့ဒီစကားထစ်တာကတက်တာသွားမလားကြီးတဲ့အထိပါသွားမလားဆိုတာကြတော့ဒီကလေးရဲ့မိဘတွေပေါ်လဲမူတည်တယ်ပေါ့နော်အဲဒီကလေးကိုဘယ်လိုမျိုးဒီပြုစုပြောထောင်ပေးလဲပေါ့နော်အဲ့တော့စိတ်ရှည်ရဖို့တော့အရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လဲစကားထစ်ခဲ့တယ်ငယ်တုန်းကစကားထစ်တဲ့ခါမှာဒီစကားတခွန်းကိုပြောဖို့အတွက်ကိုအရန်ကိုမှကြောက်တာပေါ့နော်ကြောက်တဲ့ဆိုတဲ့ခါမှာဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့ကိုယ်တိုင်ကိုတွေ့အတွေ့အကြုံဆိုလို့ရှင်တော့စိတ်ကိုပဲအေးထားတယ်ပေါ့နော်အဓိကကိုယ့်ရဲ့မိဘတွေကလည်းဟို pressure မပေးဘူးတွန်းအားမပေးဘူးစိတ်ကိုအေးထားဖို့ပဲဖြစ်တယ်နောက်တစ်ခါကျတော့မလောနဲ့ပေါ့ကျွန်တော်ဆိုလို့ရှိရင်ငယ်တုန်းကဒီကျောင်းမှာစာသင်နေတုန်းနဲ့ဒီအပြင်သွားဖို့ပေါ့နော်အပြင်သွားရဲဆိုတာရှူပေါက်ဖို့ပေါ့ရှူပေါက်ဖို့ခွင့်တိုင်တောင်မှဒီကိုယ့်ရဲ့နေရာမှာပေါ့နော်ဆရာမကိုသွားမပြောခင်10ချိန်လောက်လေ့ကျင့်သွားတီချာရေးဒါရှူပေါက်ချင်လို့အပြင်ထွက်ခဲ့ပြီပါ10ချိန်လောက်လေ့ကျင့်သွားတယ်ဒါပေမဲ့ဆရာမရှိရောက်ခါကြတော့အဲ့စကားမထွက်တော့ဘာဖြစ်လို့လဲဆိုတော့အဓိကအကြောင်းပြချက်ကကြောက်လို့ဆိုတော့အဲ့တော့ကလေးကိုမကြောက်အောင်မလောအောင်ကိုကဖြည်းဖြည်းချင်းစိတ်အေးထားဖို့ပဲပြောဖို့ဖြစ်တယ်အဲ့တော့ဒီလိုမျိုးထားလိုက်ရင်တော့စကားထစ်တဲ့ဟာကဒီကျွန်တော်ဆိုလို့ကျွန်တော်အခုလုံးဝမထစ်တော့ဘူးပေါ့နော်အဲ့တော့သူ့အနေနဲ့သူပျောက်သွားဖြစ်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒီ pressure ပေးမယ်ပို့ပြီးတော့မှကြောက်လန့်ကြလောတယ်ဆိုလို့ရှင်တော့စကားထစ်တာပို့ပြီးတော့မှစိုးသွားနိုင်ကြအကြောင်းရှိတယ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာနောက်မေးခွန်းလေးကကြတော့ကလေးတွေကိုအားစိတ်တိုက်တဲ့မတိုက်တဲ့ဆိုပြီးတော့ကလေးမိဘတွေမိတိုင်းမေးခွန်းလေးဖြစ်ပါတယ်ဆရာအသေးစိတ်ကိုကျွန်တော်စက်မေးပေးပါမယ်ပထမကလေးမိဘမွေးခင်းစကလေးလေးတွေကအားစိတ်မဖြစ်မနေတိုက်ရတာလားဆိုပြီးတော့ကလေးမိဘတယောက်ကမေးရပါတယ်ဆရာဒုတိယမိဘကြတော့တအခုဆိုရင်9နှစ်ရှိပါပြီသမင်းလဲစားပါတယ်ဘာကျွေးကုန်စားပါတယ်ဝိတ်တော့မတက်လာဘူးပိန်နေပါတယ်ဝိတ်က48ပေါင်အရက်က4ပေတစ်လက်မှပဲရှိပါတယ်အဲ့ဒါပုံမှန်မဲလားအားစိတ်တိုက်ဖို့လိုအပ်ပါသလားဆိုပြီးတော့မေးရပါတယ်ဆရာဖြေချပေးပါအောင်
တော့ပထမမေးခွန်းပေါ့နော်အဲ့တော့မွေးကင်းစားကလေးတိုင်းကအားစိတ်တိုက်ဖို့လိုလားပေါ့ကျွန်တော်တို့မွေးကင်းစားပေါ့နော်မွေးကင်းစားကနေပြီးတော့မှ6လအထိကတော့မိခင်တို့တစ်မျိုးတည်းနေပဲကျွန်တော်တို့လုံလောက်တယ်ပေါ့နော်အဲ့မှာမိခင်တို့မထွက်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ formula make တွေတိုက်ရမှာအဲ့တော့တခုနဲ့ဖျားမယ်ဆိုရင်မွေးကင်းစားကလေးတွေကတော့မိခင်တို့တစ်မျိုးတည်းနေပဲကျွန်တော်တို့လုံလောက်တာဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ကိုယ့်ရဲ့သဘောပေါ့ကိုယ်ဆန္ဒအရာကိုတိုက်ချင်တယ်ဆိုလို့ရှိရင်တော့တိုက်လို့ရတယ်အဲ့နောက်တစ်ခုက48ပေါင်နဲ့4ပေတလက်မှာပါဆရာ4ပေတလက်မှာနော်အဲ့တော့ဒီအသက်ကကြတော့အသက်က9နှစ်ပါ9နှစ်เนาะအသက်9နှစ်ဒီ48ပေါင်ဒီ4ပေတလက်မှာအရန်ကြီးတော့လဲပိန်နေတာတော့မဟုတ်ဘူးပေါ့အဲ့တော့ကလေးကအစားလဲကောင်းကောင်းစားတယ်လမ်းလဲလမ်းတယ်ဟလာလှုပ်လှုပ်ရှားရှားလဲတေချာသူကသူလှုပ်တယ်ဆိုလို့ရှင်တော့အရန်ဆိုးရတဲ့တော့မပါဘူးဒါပေမဲ့ထမင်းအရန်စားရတယ်လို့ပြောထားတာပေါ့နော်ထမင်းတစ်ခုတည်းလားပေါ့နော်ကျွန်တော်တို့အစားတောက်ကျွေးတဲ့ခါမှာတခြားသောအဟားတွေကိုပါရက်လားပေါ့အဲ့တော့ထမင်းကိုလည်းကျွန်တော်တို့ပုံမှန်ကျွေးရမယ့်အပြင်ကိုဒီရွေးရကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးထွားနေတဲ့အချိန်နောက်တစ်ခုကဒီအရက်တွေလည်းရှည်နေတဲ့အချိန်ပေါ့နော်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့ကအသားဓာတ်ကိုပြေးဖို့အရေးကြီးတယ်အဲ့တော့အဲ့လိုမျိုးအရွယ်ကလေးတယောက်အနေနဲ့ဆိုလို့ရှိရင်တော့တရက်ကိုကျွန်တော်တို့လာဒီအသားပေါ့စက်သားတို့ငါးတို့တရက်ကို12စက်သားပေါ့နော်12စက်သားလောက်တော့ပြည့်အောင်ကျွေးပေးတဲ့နဲ့နောက်တစ်ခုကနွားနို့ပေါ့နော်ဘာလို့ဆိုအယိုးစစ်တွေကလည်းကြီးထွားနေတဲ့အချိန်ဖြစ်တဲ့အတွက်ဟလာနို့တော့ဒီပုံမှန်ပေါ့နို့ဒါမှမဟုတ်ဆိုလို့ဒိန်ကျင်ပေါ့နော်ဒါမျိုးလေးတွေလည်းပုံမှန်အောင်ထည့်ကျွေးပေးတဲ့နဲ့နောက်တစ်ခုကဒီပဲတို့တုပ်ဟူတွေလိုမျိုးအသီးရွက်အသီးနှံတွေကိုလည်းဒီနေ့စဉ်ထမင်းတခုတည်းမဟုတ်ပဲねပအောင်ကျွေးပေးမယ်ဆိုလို့ရှင်တော့သူ့အနေနဲ့ဟာပို့ပြီးစုံနေပြီးတော့ထွားလာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကယ်၍တန်ကောချပေးလာပေါ့နော်တန်မချရသေးဘူးဆိုလို့ရှင်လဲတန်လေးတခြားချပေးပေါ့အဲ့ဒီခါမှာသူ့ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့အဝိတ်ကပိုကျလာတယ်ဒါမှမဟုတ်ဆိုလို့ရှင်လဲဟလာဒီပုံမှန်လို့လှလှရှားရှားလမ်းတာမှမရှိတော့ဒါမျိုးဆိုလို့ရှင်တော့ကျွန်တော်တို့စေကန်းစေယုံပြမယ်အခြေအနေဖြစ်တယ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာနောက်မိကွန်းလေးကကလေးငုံလုံးမီတတိလက်တို့ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းတာလေးပါဆရာကလေးမိဘမိတာတားလေးက9လသားပါစိတ်ကလည်းရမ်းကြည့်ပါတယ်အခုရက်ပိုင်းငိုတာနဲ့ကြာသွားလို့ပြန်ချော့လိုက်တာအငိုတိတ်သွားပြီးမှခဏကြာတော့အသက်ကောက်ကခင်ကကြီးထငိုရယ်ပြီးတော့အသက်မှာပျောက်သွားပြီးနှကန်းနေပါပြသွားတယ်ဆရာခဏတတိမေ့တယ်လို့မျက်လုံးတွေမှိတ်ပြီးတော့ငြိမ်ကျသွားတယ်ဘာလို့ဘာကန်ရမှမသိရနဲ့9စက္ကန့်လောက်ကြာတော့မှကလေးပါးစပ်ထဲလေးမုတ်ထည့်လိုက်တော့ပြန်တတိရလာပြီးတော့ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်ဆရာနိုးတိုက်ကြီးကလည်းနိုးပုံမှန်ပြန်ဆိုရယ်အဲ့လိုမျိုးနောက်ပိုင်းပုံမှန်အတိုင်းလန်းလန်းဆန်းဆန်းနဲ့ပြန်ကစားတယ်နိုးပြန်ဆိုရယ်ပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်ဆရာဘာကြောင့်ဒီလိုဖြစ်တာပါလဲအဲ့ဒါတက်တယ်လို့ခေါ်တာပါလားနောက်တစ်ခါအဲ့လိုထပ်ဖြစ်လို့ရှိရင်ဘယ်လိုမျိုးတက်တောင်လုပ်ပေးလို့ရလဲဆိုပြီးတော့ကလေးမျိုးကမေးရတယ်ပြန်ဖြေပြီးပါအောင်ဆရာโอเคအဲ့ဒါကြတော့ကျွန်တော်တို့ပေါ့နော်ကလေးတွေမှာဒီတချို့ထိတ်လန့်ရင်ပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုခုသူတို့နာကျင်ရင်ပဲဖြစ်ဖြစ်နောက်ပြီးတော့မှအရန်စိတ်ဆိုးဒေါသကြီးရင်ပဲဖြစ်ဖြစ်ဒီရုတ်တရက်အသက်ရှူရက်လို့ဖြစ်ပြီးတော့မှဒီဖြူဖြော့သွားတာမျိုးတွေပေါ့နော်တချို့ကြတော့လေဒီနှကန်းပြပြီးတော့မှတချို့ကလေးဆိုလို့ရှိရင်ခဏမေ့သွားတာမျိုးတွေတချို့ကြတော့လေဒီဟလာအရန်ကိုဒီရုတ်တရက်အသက်ရှူရက်ပြီးတော့မှခဏတက်သွားတာမျိုးပေါ့နော်အဲ့တော့ဒီဟာမျိုးလေးတွေကျွန်တော်တို့တွေ့ရတတ်တယ်အဲ့တော့ဒါကဘာဖြစ်တာလဲဆိုရင်ကျွန်တော်တို့ဒီ breath holding spell ပေါ့နော် breath holding spell လို့ခေါ်တယ်အဲ့တော့အဲ့ဒါကဒီပုံမှန်ယောဂါကြီးတော့မဟုတ်ဘူးပုံမှန်ယောဂါတော့မဟုတ်ဘူးအဲ့လိုဖြစ်တဲ့အချိန်လေးခဏအတော်အတွင်းလေးမဲမှာပဲသူကခဏနှကန်းတွေပဲပြသွားတာအဲ့တော့ကိုယ့်အနေနဲ့မိမိအနေနဲ့ပေါ့နော်တတိထားမှာကဒါကဒီ breath holding spell ကြောင့်ဖြစ်တာလားဒါမှမဟုတ်ဆိုလို့ရှိရင်ကလေးမှာတခြားမွေးရပါနှလုံးယောဂါကြောင့်ဖြစ်တာလားပေါ့နော်အဲ့တော့တချို့မွေးရပါဒီနှလုံးယောဂါတွေမှာဆိုလို့ရှိရင်ကလေးနှကန်းပြတတ်တယ်အဲ့တော့အဲ့လိုမျိုးဒီပြသွားတယ်ဆိုတဲ့ခါကျတော့ဒီငိုတဲ့အချိန်မဟုတ်ဘဲနဲ့လေတခြားသောအချိန်တွေမှာလည်းနှကန်းပြတတ်တယ်အဲ့တော့ပုံမှန်နှလုံးယောဂါရှိတဲ့လူပေါ့နော်မွေးရပါပေါ့နော်မွေးရပါနှလုံးယောဂါရှိတဲ့လူကကြတော့ပို့ပြီးတော့မှဒီအသက်ကြီးလာနေမြပို့ပြီးတော့မှပြလာတတ်တယ်ဒါပေမဲ့ခုနလိုမျိုးဖြစ်တဲ့ဖြစ်စဉ်ကကြတော့ तू ကခဏပဲအဲ့ဖြစ်စဉ်ပြီးသွားလို့ရှိရင်တာမန်ကလေးတယောက်လိုပဲပြန်ပြီးတော့ကောင်းသွားပါပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့ဖြစ်စဉ်တွေကကျွန်တော်တို့ဒီကလေးဒီတစ်နှစ်အောက်ပေါ့နော်တစ်နှစ်အောက်တွေမှာစဖြစ်ပြီးတော့မှတချို့ကျတော့ဒီ2နှစ်လောက်မှာပိုပြီးအဖြစ်များလာတယ်ဒါပေမဲ့ဒီ6နှစ်8နှစ်လောက်ပေါ့နော်အသက်ကြီးလာလေဒီဖြစ်တဲ့နှုန်းကတဖြည်းဖြည်းပိုပြီးတော့မှလျော့သွားတယ်ပေါ့အဲ့တော့ဒါကပုံမှန်ဒီယောဂမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အရင်တော့စိုးရင်စရာမလိုဘူးဒါပေမဲ့အဲ့လိုမျိုးခုနလိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ဘာလုပ်ပေးရမလဲပေါ့အဲ့တော့နောက်တစ်ချိန်ထပ်ဖြစ်တယ်ဆိုလို့ရှိရင်အဲ့တော့အဲ့လိုမျိုးဒီကလေးလေးကိုကျွန်တော်တို့ဒီကျမ်းမြေပုံမှာပေါ့နော်ကျမ်းမြေပုံမှာဖြစ်ဖြစ်ကျွန်တော်တို့လှဲထားဖို့လိုတယ်နော်လှဲထားတဲ့ခါမှာလဲကျွန်တော်တို့ဘေးတစ်စောင်းလေးပေါ့နော်ဘေးတစ်စောင်းလေးလှဲထားရမယ်အဲ့တော့အဲ့လိုလှဲထားတဲ့အချိန်မှာသူ့ရဲ့ဘေးမှာလဲပေါ့နော်သူ့ကိုဒီထိခိုက်စေမဲ့ပစ္စည်းမျိုးတွေဘာလို့လဲဆိုတော့ तू ကအရန်ဟလာဒေါသကြီးပြီးရှောက်ကင်တဲ့ခါမှာသူ့ကိုသွားပြီးထိခိုက်စေနေဖြစ်တယ်သူ့ရဲ့ဘေးမှာလဲသူ့ကိုဒီထိခိုက်စေမဲ့ပစ္စည်းတွေမရှိဖို့လိုတယ်နောက်တစ်ခုသတိထားမှာက
အဲ့လိုမျိုးအချိန်မှာဒီကလေးရဲ့နှာခေါင်းတို့ဒီပါးစပ်တို့မှာတခြားအရာဝတ္ထုတွေရှိနေလားနောက်တစ်ခုက no ပေါ့နော်no တွေရောရှိနေလားအကယ်ရှိနေရဆိုလို့ရှိရင်ကျွန်တော်တို့ဖယ်ထုတ်ပေးဖို့ဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးအရန်ဖြစ်တဲ့အချိန်မှာကြတော့အရန်ရှိုက်ကြီးတငယ်ဖြစ်တဲ့ခါမှာလေပြုံသွားပိတ်ပြီးတော့မှကလေးရဲ့အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်အဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့ကလေးတွေကိုကျွန်တော်တို့လှဲထားမယ်ဘေးဆောင်လှဲထားပြီးတော့မှမိမိကိုနိုင်ကလည်းဟလာဒါကပုံမှန်ပဲအရန်မပြသွားဖို့ကိုယ့်ကိုယ်ကိုတတိပေးနေဖို့လိုတယ်မဟုတ်ဘဲနဲ့ကိုကပါလိုက်ပြသွားတယ်ဆိုလို့ရှိရင်လားတခြားဒီဆုံးဖြတ်ချက်တွေမှားပြီးတော့ပေါ့နော်ဒီကလေးပုံမှာလည်းသွားပြီးတော့ဒီပြောမိလိုက်တာတော့အတန်ချစ်ချင်းနဲ့ online တာတော့ဒါမျိုးဆိုရင်ကလေးကပိုလန့်ပြီးတော့သူ့အတွက်ပိုဆိုးသွားနိုင်တယ်အဲ့တော့အဲ့လိုလေးလှည့်ထားမယ်လှည့်ထားပြီးတော့မှကလေးရဲ့ဒီပါပဲဖြစ်ဖြစ်နှစ်ဖူးလေးဖြစ်ဖြစ်မှာကျွန်တော်တို့ဒီအဝတ်အေးပေါ့နော်ရေဆွတ်ထားတဲ့အဝတ်လေးနဲ့ပဲဖြစ်ဖြစ်ဟလာဒီရေခဲစိန်ထားတဲ့အဝတ်လေးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့အုပ်ပေးထားမယ်ဆိုလို့ရှိရင်ဒီ10မိနစ်လောက်တော့10မိနစ်အတွင်းမှာပဲကလေးကပုံမှန်တက်ပြန်ရှူလာတယ်ဒါပေမဲ့သတိထားမှာကအဲ့10မိနစ်ကြော်သွားပြီအသက်မရှူတော့ဘူးလားအသက်မရှူတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအရေးပေါ်အခြေအနေဖြစ်တယ် CPR လောက်ရမယ်တကယ်ပြီးဆေးရုံဆေးကန်နီးရဆိုလို့ရှိရင်လည်းနီးစပ်ဆေးရုံဆေးကန်ကိုအမြန်သွားဖို့ဖြစ်တယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်နောက်မိကွန်းလေးကကလေးတွေရဲ့ဝမ်းပြဿနာနဲ့ပတ်သက်ပြီးတော့ကလေးမိဘတွေမိထားတာလေးဖြစ်ပါတယ်ဆရာမိကွန်းလေးကသမီးက9လပြည့်တော့ပါမယ်သမီးနေလည်းကျွေးနေပါပြီပထမကဝမ်းပုံမှန်သွားပါတယ်နောက်ပိုင်းဝမ်းနဲ့ချုပ်ပါတယ်အခုဆိုရင်ဝမ်းသွားတာတစ်နေ့ကို9ချိန်6ချိန်နဲ့9ရက်လောက်ရှိပါပြီဆရာညပိုင်းနေကိုပူတယ်မနက်ဆိုရင်ဝမ်းသွားတာအစိမ်းရောင်နေသွားပါတယ်စိုးရင်ရလားဆိုပြီးတော့ကလေးမိဘတယောက်ကမေးရပါတယ်ဆရာနောက်ထပ်မိဘတယောက်ကသမီးလေးကအခုဆိုရင်4လရှိပါပြီဝမ်းမသွားတာ9ရက်ရှိပါပြီမိခင်တို့တို့မျိုးပဲတိုက်ပါပဲနှုတ်လဲပုံမှန်ဆို့ပါတယ်လေလဲလဲပါတယ်စီးလဲပုံမှန်သွားပါတယ်ဘိုက်လဲမမာပါဘူးကလေးကလမ်းလဲလမ်းပါတယ်ရှင်ဝမ်းပုံမှန်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးရပါတယ်ဆရာပြချပေးပါဦးခင်ဗျโอเคအဲ့တော့ကျွန်တော်တို့အဲ့ပထမမေးခွန်းပေါ့နော်အဲ့တော့ကလေးကဒီတရက်ကိုဝမ်းသွားတာ9ချိန်6ချိန်ကိုလဲပူတယ်ပြီးတော့ဒီလိုမျိုးဝမ်းသွားနေရလဲ9ရက်လောက်ရှိပြီပေါ့နော်အဲ့တော့9ရက်လောက်ရှိပြီဆိုရင်တော့ဒါကဒီကလေးဆောင်နဲ့ပြရတော့မယ်အနေထားဖြစ်တယ်ဘာလို့လဲဆိုတော့တရက်တည်းကိုပဲ9ချိန်6ချိန်ပုံမှန်ကတော့ကျွန်တော်တို့ကလေးတွေသွားတယ်ဆိုလို့ရှိရင်တော့ရတယ်ဒါပေမဲ့ तू ကဘာဖြစ်လဲဆိုတော့ကိုပါလိုက်ပူလာကိုပါလိုက်ပူလာပြီဆိုတော့ကျွန်တော်တို့ကဒါကတခြားပိုးဝင်နေတာတစ်ခုခုလာပေါ့နော်ဝမ်းအစိမ်းလဲသွားရလို့ပြောတာပေါ့အဲ့တော့ပုံမှန်ဝမ်းအစိမ်းသွားရဆိုလို့ရှိရင်တော့တစ်ခါတလေမှဒီကျွေးလိုက်တဲ့အစာတွေကြောင်းတော့၎င်းပေါ့နော်ဒီအစိမ်းသွားတာကရံဖျံကဖြစ်တတ်တယ်ဒါပေမဲ့အခုကကိုလဲပူနေပြီဟလာ9ချိန်6ချိန်လဲသွားတယ်9ရက်နဲ့အထက်လဲသွားနေပြီဖြစ်တဲ့အတွက်ဒါကတော့မဖြစ်မနေကလေးဆောင်နဲ့ပြရမယ့်အခြေအနေပေါ့နော်ကျွန်တော်တို့ဒါလိုအပ်ခဲ့တယ်ဆိုရင်တော့မှပိုးသက်ဆေးတွေပါပြီးပြရမယ့်အခြေအနေဖြစ်တယ်အဲ့တော့နောက်ဒုတိယတစ်ယောက်ကကြတော့ဒီမိခင်တို့တစ်မျိုးပဲတိုက်တယ်ပေါ့နော်မိခင်တို့ပဲတိုက်တယ်ဒါပေမဲ့ဝမ်းချုပ်တယ်ဆိုပြီးပြောထားတာပေါ့နော်အဲ့တော့ဒါကတော့ဒီပုံမှန်ဆိုလို့ရှိရင်တော့မိခင်တို့တိုက်နေတဲ့တာတာမီတွေမှာကဝမ်းချုပ်ဖို့ဆိုတာခဲရင်းတယ်နော်ပုံမှန်ဒီ formula တိုက်တဲ့ကလေးတွေဆိုရင်တော့မှပို့ပြီးတော့ဝမ်းချုပ်တတ်သေးတယ်ပေါ့နော်အဲ့တော့ဒါကအမေတို့လည်းတိုက်တယ်ဒီဝမ်းလည်းချုပ်နေဆိုရင်လို့ရှိရင်တော့ကိုယ့်ရဲ့မိခင်နို့ရည်ဒီ quality ကိုကောင်းအောင်ပေါ့ဒါမျိုးဆိုလို့ရှိရင်တော့မိမိကိုနှိုက်ကလည်းဒီ probiotic ကျွေးဝါတဲ့အစားအသောက်လေးတွေစားပေးဖို့ပဲအကြံပြုချင်တယ်ဘာလို့လဲဆိုတော့ဒီအရွယ်အကြောက်ကျွန်တော်တို့မိခင်တို့တစ်မျိုးတွေတိုက်ရမှာပေါ့နော်မိခင်တို့တစ်မျိုးတိုက်ရဖြစ်တဲ့အတွက်အဲ့တော့မိမိအနေနဲ့ကကျွန်တော်တို့ဒီ probiotic ကျွေးဝါတဲ့အစားအသောက်တွေဖြစ်တဲ့ကျွန်တော်တို့ဒိန်ချင်တို့kimchi တို့နော်မုံညင်းချင်တို့အဲ့တော့ဒါမျိုးလေးတွေကိုစားပေးမယ်ဆိုလို့ရှိရင်ဒီမိခင်နို့ရည်ကလည်းပို့ပြီးတော့ quality ကောင်းပြီးတော့မှကလေးရဲ့ဒီဥလန်းချောင်းတက်ကိုလည်းပို့ပြီးထောက်ပြမှာဖြစ်တယ်အဲ့တော့အဓိကလောက်ရမှာကမိမိအနေနဲ့ကဒီ probiotic ကျွေးဝါတဲ့အစားအသောက်တွေများများစားပေးဖို့ပဲအကြံပြုချင်တယ်ပေါ့ဟုတ်ကျေးဇူးပါဆရာနောက်မိကုန်းလေးတစ်ခုဆက်မေးဝင်ပါဆရာနောက်မိကုန်းလေးကတကိုယ်ရည်တန့်ရှင်ရေးပြဿနာနဲ့ပတ်သက်ပြီးတော့မိရလေးပါဆရာကလေးမိဘမိရလေးကလေးကအခုဆိုရင်9နှစ်နဲ့4လရှိပါပြီသူ့ရဲ့မိမကိုကအနှံ့ဆိုးပါတယ်ဆရာရေချိုးတိုင်းစီးကြောတန့်စင်မိပါတယ်စိုးရင်ရလားခင်ဗျာဆိုပြီးမိရပါတယ်ခင်ဗျဖြေချပေးပါအောင်ဆရာโอเคအဲ့တော့ကျွန်တော်တို့ကလေးကတော့မိမကိုကပုံမှန်တော့သူ့အနံ့နဲ့သွားသူတော့ရှိတတ်တယ်ပေါ့နော်နောက်တစ်ခုသတိထားမှာကဒီကလေးကိုကျွေးတဲ့ခါမှာကောရန်အနံ့ပြင်းတဲ့အစားအသောက်တွေရောပါလားပေါ့နော်ကျွန်တော်တို့ဒီငပိကြော်တို့နော်ငံပြားကြော်တို့ငပိထောင်းတို့နော်ဒါမျိုးတွေအနံ့အရန်ပြင်းတဲ့အစားအသောက်တွေရောပါလားပေါ့ဒါမျိုးလေးတွေလည်းတစ်ချက်ပြန်ပြီးတော့ဒီစဉ်းစားရမှာပေါ့ဒါပေမဲ့အဲ့ဒါမှမဟုတ်သေးဘူးပေါ့နော်အနံ့ကပုံမှန်ထက်ကိုအရန်ဆိုးနေတယ်တေချာလဲတန့်ရှင်းလုပ်ပေးရတယ်ဆိုရင်တော့ဒါကဒီတာဖွားမီရက်ပေါ့နော်တာဖွားမီရက်ဆရာအောင်တယောက်နဲ့ပြဖို့ပဲအကြံပြုချင်ပါတယ်ကျေးဇူးပါဆရာဟုတ်နောက်မိကုန်းလေးတစ်ခုကတော့ G6PD ကလေးငယ်နဲ့ပတ်သက်ပြီးတော့မေးရလေးပါဆရာမိကုန်းလေးကကလေးကအခုဆိုလို့ရှိရင်တစ်နှစ်နဲ့9လရှိပါပြီ G6PD ကလေးပါဆရာမွေးစားကစီးရုံမှာတစ်လနီးပါးလောက်တက်ခဲ့ရပါတယ်ဘာယောကလည်းဆိုတော့စီးချိုသွေးချိုဆိုဆွေးချိုသွေးချိုနဲ့ပြောင်းမြန်လို့ပြောပါတယ်ခင်ဗျတရက်တစ်ခါတပတ်တစ်ခါသွေးဖောက်စစ်ခိုင်းပါတယ်ပြခဲ့တဲ့ဆရာကြီးကမှားလိုက်တာတော့ကလေးတအားမငိုစီနဲ့တက်လို့ view site ပါတပတ်တစ်ခါသွေးဖောက်စစ်ကြည့်လို့မှားလိုက်ပါတယ်အသိကျင်တာဘာယောဂါပါလဲဘယ်အချိန်ထိသွေးဖောက်စစ်ရမှာလဲဘာတွေဆောင်ရမလဲဆိုပြီးတော့
မိရပါတယ်ခင်ဗျ โอเคအဲ့တော့ကျွန်တော်တို့ဒီ G6PD ပေါ့နော် G6PD ကခုနပြောသလိုစီးကြိုသွေးချိုပြောင်းပြန်တော့မဟုတ်ဘူးပေါ့နော်စီးကြိုသွေးချိုပြောင်းပြန်တော့မဟုတ်ဘူးဒီ G6PD ဆိုတဲ့ဟာလေးကိုအရင်ရှင်းပြမယ်ပေါ့နော်အဲ့တော့ G6PD ဆိုတာဘာလဲပေါ့အဲ့တော့ G ဆိုတာတော့ glucose ပေါ့နော် glucose 6 phosphate dehydrogenase ဒါကတော့အလွယ်ပြောရရင် enzyme ပေါ့နော်အဲ့တော့အဲ့ဒီ enzyme လေးချိုးတက်လာတဲ့ကလေးတွေအဲ့တော့အဲ့ဒီ enzyme လေးကဘာလုပ်ပေးလဲပေါ့သူကဘာလုပ်ပေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်တွေကသွေးနီဥပေါ့နော်သွေးနီဥရဲ့နေရံတွေမှာဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းလေးတွေထုတ်ပေးတယ်အဲ့ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းလေးတွေကဘာလုပ်ပေးထားလဲဆိုတော့အဲ့ဒီသွေးနီဥနေရံတွေကိုတခြားအပြင်ကနေဓာတ်တိုးတဲ့ပစ္စည်းတွေဝင်လာရင်သူကဒီနေရံတွေကိုမပြတ်စီသွားအောင်ဆန့်ကျင်ပြီးတော့မှတိုက်ခိုက်ပြီးတဲ့ကာကွယ်ပေးတဲ့ဟာလေးတွေပေါ့အဲ့တော့ခုနကပြောတဲ့ဒီ G6PD deficient ဖြစ်နေတယ်ချို့တဲ့နေတဲ့သူတွေမှာကြတော့အဲ့လိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမထုတ်ပြီးတော့ဘာဖြစ်လဲဆိုတော့အပြင်ကဓာတ်တိုးပစ္စည်းတွေဝင်လာတဲ့အခါမှာသွေးနီဥနေရံတွေကမြန်မြန်ပျက်စီးလွယ်တယ်အဲ့တော့အဲ့လိုမြန်မြန်ပျက်စီးပြီးတော့မှဒီပို့ပြီးတော့ကလေးကနှုံးတာမျိုးတွေနှလုံးခုန်မြန်တာတွေနောက်ပြီးတော့ဒီမျက်လုံးနဲ့အသားတွေဝါတာတွေနောက်ပြီးတော့ဒီစီးသွားလို့ရှိရင်လည်းအမဲရောင်တွေသွားတာမျိုးတွေအဲ့တော့ဒါမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့ခုနကပြောလိုမျိုးဒီအဲ့ G6PD အဲ့ deficient ဖြစ်နေတဲ့ကလေးတွေမှာအပြင်ကဓာတ်တိုးပစ္စည်းတွေကိုရှောင်လိုက်မယ်ဆိုလို့ရှင်တော့တာမန်ဒီပုံမှန်ကလေးတယောက်လိုပဲကျွန်တော်တို့အသက်တန်းစိတ်နေနိုင်နေပေါ့နော်အဲ့တော့တာမန်ကျန်းမာတဲ့လူတယောက်လိုပဲဒါပေမဲ့အဓိကကိုကဆင်ကျင်ပေးရမှာကခုနကပြောတဲ့ဓာတ်တိုးပစ္စည်းတွေနဲ့မကြာခဏမထိတွေ့အောင်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပစ္စည်းတွေနဲ့ထိတွေ့မယ်ဆိုရင်တော့ခုနပြောသလိုဒီသွေးနီဥရဲ့နေရံတွေကပျက်စီးပြီးတော့မှကလေးမှာသွားပြီးတော့ဒီသွေးအားနေတာမျိုးတွေပေါ့နော်သွေးနီဥတွေပျက်စီးလွယ်ပြီးတော့အဲ့တော့ဟုတ်ပြီအဲ့ G6PD ဖြစ်နေတဲ့သူတွေကကလေးတွေကဘာတွေကိုအဓိကရှောင်ရမလဲပေါ့နော်ရှောင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆေးဝါးတွေမှာဆိုလို့ရှိရင်တော့ဒီ sulfur ပါတဲ့ပိုးသက်ဆေးတွေပေါ့နော် sulfur ပါတဲ့ပိုးသက်ဆေးနဲ့အခြားပိုးသက်ဆေးတွေနောက်တစ်ခုကအစားအသောက်မှာဆိုရင်ဒီ fairy beans လို့ခေါ်တဲ့ဒီတောင်ကြီးပဲတွေပေါ့နော်တောင်ကြီးပဲလိုမျိုးဟာမျိုးတွေကျွန်တော်တို့ဒီပဲအဝိုင်းပြားချက်เนาะအဲ့လိုမျိုးဟာမျိုးလေးကျွန်တော်ရှောင်ရမယ်နောက်တစ်ခုကကြတော့ပရုပ်လုံးပေါ့เนาะကျွန်တော်တို့ဟလာဒီအဝတ်ဗီဒီယိုတွေပါတယ်မှာထည့်တဲ့ပရုပ်လုံးတွေเนาะအဲ့တော့ဒီလိုမျိုးဟာလေးတွေနဲ့ကျွန်တော်တို့ရှောင်ဖို့ဖြစ်တယ်အဲ့တော့ဒီဟာတွေနဲ့ရှောင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ G6PD ကလေးတွေကတာမန်လူကောင်းတယောက်လိုပဲကောင်းကောင်းနေနိုင်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာကလေးကဟလာမကြာခဏခုနကကျွန်တော်ပြောခဲ့သလိုအပေါ်မှာဒီနှလုံးခုန်တာအရင်မြန်လာတာမျိုးတွေနောက်ပြီးတော့မှမျက်လုံးနဲ့အသားတွေဝါလာတာစီးသွားလို့ရှိရင်လည်းအမဲရောင်တွေသွားတာဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟလာဆေးရုံဆေးကအမြန်သွားပြီးတော့မှဆေးစစ်ကုသမှုတွေလုပ်ရမယ်အဲ့လိုမဟုတ်ဘူးပုံမှန်ပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတပတ်တစ်ချိန်လည်းပုံမှန်သွေးစစ်စရာတော့မလိုဘူးပေါ့နော်ခုနအချက်လေးတွေတခြားရှောင်လိုက်နေဆိုရင်တော့အဆင်ပြေတယ်ကျေးဇူးတင်ပါတယ်ဆရာနောက်မေးခွန်းလေးတစ်ခုကတော့ကလေးတွေရဲ့ဒီသွားပြဿနာနဲ့ပတ်သက်ပြီးတော့ကလေးမိမရဲ့မေးထားတဲ့မေးခွန်းလေးဖြစ်ပါတယ်ဆရာမေးခွန်းလေးဆက်မေးခွန်းပြောအောင်ဆရာကလေးကအခုဆိုရင်9နှစ်ပါငယ်သွားလဲမလဲသေးပါဘူးအန်သွားလေးတွေရဲ့အဆုံးမှာတဖုံးပေးလေးတွေမှာသွားလေးတွေထွက်လာလို့ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မေးရပါတယ်ဆရာဒီခွဲလို့ရှိရင်ခွဲပြီးနှုတ်ရင်လဲအကျောပေါအောင်မှာကြောက်တယ်လို့လည်းပြောရပါတယ်ဆရာဖြေချပေးပါဦးဒါကကြတော့ကျွန်တော်တို့ရှင်းတယ်ပေါ့နော်အဓိကကလေးသွားလဲမလဲသေးဘူးဆိုလို့ရှင်တော့ဒီရွယ်မှာတော့တေချာလေးသွားဆရာဝန်ကျွမ်းကျင်တဲ့သွားဆရာဝန်နဲ့တေချာပြပြီးတော့ဆန်းစစ်ဖို့လိုတယ်ဘာလို့လဲဆိုရင်အကယ်၍မလဲသေးဘူးနောက်ကသွားကလည်းကြီးသွားလည်းလိုက်လာပြီဆိုလို့ရှင်သွားမှာတခြားနေရာကနေထိုးထွက်ပြီးတော့ထွက်လာပြီးတော့အရန်နောက်ပိုင်းမှာဆိုလို့ရှင်သူ့ရဲ့ဒီရုပ်ပိုင်းဆိုင်ရာလေးသွားပြီးထိခိုက်မှာပေါ့နော်ထိခိုက်တယ်လို့အများကြီးဖြစ်သွားရင်လည်းပို့ပြီးသူ့အတွက်ပိုဆိုးလိမ့်မယ်အဲ့တော့အဲ့လိုမျိုးများများမဖြစ်ခင်မှာကိုကစောစောကြိုသိတယ်တစ်ချောင်းလောက်ပဲဖြစ်သေးတယ်ဆိုလို့ရှိရင်ဒီကသွားဆောင်တဲ့တခြားဗျာလိုအပ်ရင်ဓာတ်မှန်တွေပါရိုက်ပြီးတော့မှသွားကိုတခြားလေးပြန်ပြီးညှိဖို့ဖြစ်တယ်ပေါ့ကျေးဇူးတင်ပါတယ်ဆရာနောက်မေးခွန်းလေးဆက်မေးခွင့်ပြုပါဦးပထမကလေးမိပါကလေးကအခုဆိုရင်တစ်လပြည့်ပါပြီမျက်နှာမှာလည်းပူလေးထွက်နေတယ်ဘယ်လိုတက်တောင်လုပ်ပေးရမလဲဘာဆေးတွေလင်းမေးရမလဲဆိုပြီးတော့မေးထားပါတယ်ဆရာဒုတိယကလေးမိပါကြတော့သားလေးကအခုဆိုရင်6နှစ်ကျော်ပါပြီတရောင်စစ်နှစ်ဖက်မှာကြာစုလို့ခေါ်တဲ့ပူလေးတွေပေါက်နေပါတယ်ပူလေးတွေကတဖြည်းဖြည်းကြီးပြီးများလာလို့ပါဆရာဘာဆေးလင်းမေးရမလဲဘာဆေးတွေတက်ရမလဲဆိုပြီးတော့မေးရပါတယ်ဆရာโอเคအဲ့တော့ကျွန်တော်တို့ပထမအမေကုန်းပေါ့နော်အဲ့တော့ကလေးရဲ့မျက်နှာလေးမှာအပူဖုလေးတွေပေါက်လာတယ်တလသားပဲရှိသေးတယ်အဲ့တော့ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့အခုကရာသီဥတုလည်းပူတာဖြစ်တဲ့အတွက်ကလေးကိုဒီအေးတဲ့နေရာမှာထားဖို့ပေါ့နော်အဲ့တော့ကိုကအခန်းဒီအရန်ပူတယ်ဆိုလို့ရှိရင်လည်းလေဝင်လူထွက်ကောင်းတဲ့ဟာမျိုးအကယ်၍အဆင်ပြေတယ်ဆိုလို့ရှိရင်တော့နည်းနည်းအေးတဲ့နေရာမျိုးပါပေါ့နော်တစ်ပင်ရိတ်တော်၎င်းဒါမှမဟုတ်ဆိုလို့ရှိရင်အကွန်ကန်ရှိတယ်ဆိုလို့ရှိရင်လည်းအကွန်ကန်ထဲမှာကလေးကိုထားဖို့ပေါ့ဒါပေမဲ့ဒီလေနဲ့ဓာတ်ရိုက်ကြီးထိတဲ့နေရာမှာတော့မထားနဲ့ပေါ့နော်အဲ့တော့အဲ့လိုမျိုးထားဖို့ဖြစ်တယ်နောက်တစ်ခုကဒီကလေးရဲ့မျက်နှာပေါ့နော်မျက်နှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရေနဲ့တေချာလေးတန့်စင်ပေးဖို့ဖြစ်တယ်
နော်တခြားသောဒီ lotion တွေ cream တွေကိုကြတော့ဒီဆရာဝန်တယောက်ညွှန်ကြားချက်မပါဘဲနဲ့သွားပြီးတော့မလုပ်နဲ့ပေါ့နော်အဲ့တော့အဲ့နေရာလေးမှာကျွန်တော်တေချာလေးရေနဲ့တန့်ရှင်းလုပ်ပေးမယ်ပြီးသွားလို့ရှင်လဲဟလာပေါ်ဝါနုနုလေးနဲ့တုပ်ပေးတာမျိုးပေါ့နောက်ပြီးတော့မှဒီအရန်အပူများရဆိုလို့ရှင်အဲ့ဒီနေရာလေးပေါ့နော်အဲ့ဒီနေရာလေးပဲဖြစ်ဖြစ်ကျွန်တော်နှစ်ဖူးလေးကိုပဲဖြစ်ဖြစ်ရေဆိုဖို့လေးနဲ့ဟလာ10စက္ကန့်15စက္ကန့်လောက်ဒါမျိုးလေးတွေအုပ်ထားပေးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအပူဖူးတွေပေါ့နော်ပူဖူးတွေကတော့ဒီသူ့အနေနဲ့သူပြန်ပြီးတော့ပျောက်သွားတယ်ပေါ့နော်အရန်ကြီးတော့အစိုးရကြတော့မရှိဘူးဒါပေမဲ့တခြားသောနေရာတွေမှာပါပွားလာတယ်များလာတယ်ဒါမျိုးဖြစ်တဲ့အခြေအနေဆိုတော့ကျွန်တော်တို့ဒီကလေးဆောင်တယောက်နဲ့တွားပြီးပြဖို့တော့အကြံပေးခြင်းတယ်ပေါ့နော်နောက်တစ်ခုဒုတိယမေကွန်းကကြောက်ကျွန်တော်တို့ကြာစူးပေါ့ကြာစူးဆိုတဲ့ဟာကြတော့ဒီပုံမှန်ကျွန်တော်တို့ဒီလက်တို့ခြေထောက်တို့တင်ပါးတို့မှာဒီဖြစ်တတ်တဲ့အရေးပြားပြဿနာပေါ့အဲ့တော့ဒါကကြတော့ကြီးကြီးမားမားကြီးဟလာဒီဆိုးရစရာဒီစိုးရိမ်ထိတ်လန့်စရာဖြစ်တဲ့ဒီအရေးပြားပြဿနာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်လည်းတွေ့ရတတ်တယ်ဘယ်လိုအခြေအနေမျိုးမှာလဲဆိုလို့ရှိရင်ဒီအရေးပြားမှာကျွန်တော်ရေတက်ခန်းချောက်တာပေါ့နော်ရေတက်နေတာပေါ့ရေတက်နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရေးပြားရဲ့မှုန့်ညင်းပေါက်လေးတွေကနေဟလာဒီစက်သိန်းထတယ်လို့မျိုးဟလာအစီအစီလေးတွေအဲ့အဖို့မလေးတွေသွားပြီးဖြစ်တာပေါ့အဲ့တော့အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကိုကဒီ moisturizer ပေါ့နော်ရေတက်ဖြည့်ပေးတဲ့ moisturizer ပဲဖြစ်ဖြစ် cream လေးပဲဖြစ်ဖြစ်ဒါမျိုးလေးတွေကျွန်တော်တို့လိမ့်ပေးရဆိုလို့ရှိရင်တော့ဒီအချိန်တန်လို့ရှိရင်သူပြန်ပြီးတက်တာသွားတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အရန်ကိုမှဒီပွားများလာတဲ့နာတာတို့ပေါ့နော်အရန်ရှားတာတို့ဒါမျိုးတွေဖြစ်လာရဆိုလို့ရှိရင်တော့ဒီဆရာတော်တောင်းနဲ့ပြဖို့တော့အကြံပေးခြင်းတယ် ကျေးဇူးတင်ပါတယ်ဆရာအခုလိုအချိန်ပေးပြီးတော့ဖြည့်ချပေးရတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ